不管。别多呢。你最近哪个来了呀？你别请我呀。အခုငါဖေခွဲခန်းထဲမှာကွာမင်းလူငါလိုက်ရှာဟာရော အဲ့လိုငါတို့လုပ်မယ်ကွာဟေး ခဏနေရပါဘူး ဘာဖြစ်လို့လဲ ဒီလိုမျိုးလုံးလို့မရဘူးကွာငါဖေရဲ့တွေ့အရင်ကရှားတယ် ဘာတွေးမ ဘာ လဲ လို့လဲ ဘီမိုင်းနေပေါ့ ဟာငါဘီတွေးကွာ ငါအေးသွေးကွာ ငါအိုတွေးကွာ ငါအေးပြီဖြစ်နေတယ် ငါလည်းအိုတွေးကွာ ဟဲ့နေနေဦးကွာဖို့ကွာငါလူမယ်ရအောင် ညဟဲ့ဒီနောက်နေ ငါတို့ရဲ့ဘီမိုင်းနဲ့ကွာငါလူလို့ရတယ် ကောင်းတော့ပါမင်းအဲ့ဒါဆိုကွာ မင်းတကယ်ပြောရနော် အေးငါတို့ကိုရန်ချမ်းမှာကိုယ့်ရဲ့အားတာချက်ကိုအားနေတဲ့လူစီကိုမျှဝေရမယ်လို့လမ်းညွှန်ထားတယ်ကွာငါလူချင်းတဲ့တကယ်ချင်းอ่ะ အေးကွာအဲ့ဒါဆိုရင်ငါတို့တွေးသက်စေရအောင်ကွာ အေး အဲ့မင်းလိုက်ပါ တွေ့တော့စမ်း ဟောဒီမှာစောင့်မနော်အေးရတော့ရအောင်အေးရပါတော့နော် အေး မင်းတို့အားလုံးကျေးဇူးများကြပါမင်းတို့ကပတ်တော့ငွေချင်းမောင်းပြီပါဦးမိုးဒီ ဟိုသားကိစ္စရမှာ ကျုပ်ဖို့သားကိစ္စလာတာမဟုတ်ခင်ဗျာကျုပ်တို့ကစားနေတဲ့ဘောလုံးပွဲတွေရလက်ကမောက်ကမဖြစ်အောင်လောင်းကြီးတွေပွဲနေတယ်ဆို ချုပ်ကခမရတို့ဘောလုံးပွဲရလက်တွေကမောက်ကမပြအောင်လုပ်တယ် ဟုတ်တယ်ခင်ဗျာကနိုင်ငံခြားပွဲကိုကြိုက်တယ်လို့လောင်းကြီးပွဲကျုပ်တို့လည်းမဆိုင်ဘူးကျုပ်တို့ပွဲတော့မပေးပါနဲ့ဗျာ လို့အဲ့ဒါကျုပ်မို့ကျုပ်ကရိုးရိုးလေးပဲလောင်းကြီးဖွင့်တာဟေးခမရတို့ဘောလုံးပွဲရလက်တွေကမောက်ကမဖြစ်အောင်လုပ်တာကျုပ်ဟုတ်ဘူးအဲ့ဒါခမရတို့အပင်ကကောင်းတယ် ဘာ ဟုတ်တယ်အဲ့ဒီကောင်ကပတ်စံရဖို့အတွက်ဆိုရင်ကို့အသင်းကိုကိုတော့ရှုံးခံပြီးကန်ပေးမဲ့ကောင်အဲ့ကောင်ဘယ်လိုလဲသိလားခမရတို့အသင်းကဖိုးခွားဆိုတဲ့ကောင်ပဲကျော်လေးဒီနေ့ဖုံဖုံဆုံးကမကြွအောင်လား ဟိုတနေ့ကြော်လဲတဲ့တိုင်ကမတက်တာလို့ဆုံးကမကြွနိုင်ဘူးလေ အော်ဖိုးသားလေးကြံဘာလို့သိလဲ အခုတက်တည်းရောရှာလို့မတွေ့သေးဘူးဟိုစုံကနဲ့မစီရောလိုက်ရှာနေရပဲ ကိုရစားအောင် ဦးရစာကြီးလည်းတွေ့မှမရှိဘူးလို့ပြောတယ်တညာလုံးများလိုက်ရှာနေတာမသိပါဘူးအကြီးရဲ့သူတို့တော်တော်ခံစားနေရတဲ့ပုံပဲ ဒုက္ခပါပဲအဲ့ကလေးကလည်းဘယ်ရောက်နေလဲမသိဘူး ကျွန်တော်တော့မယ်သူကြားဆရာရောဆုံးမနောက်ကြောက်နေမှာဆိုလို့လေ အေး အကြောင်းကျလာပြောလိုက်မယ်လေ နော် ဟုတ်အဲ့ဒါကိုတော့လည်းဒီကိုလာတယ်လား လာဟုတ်အန်တီလည်းကိုပဲကြော်လေးကိုမဲနေတာဘယ်လိုရှာလို့မတွေ့ကြအောင်ဆို မတွေ့ဘူးအကြီးတေးချပါတယ်ဗျာဟိုလူဦးမိုးဒီလက်ချက်ပဲနေမှာပါကျွန်တော်လည်းအခုပဲအဲ့ဒီကိုလိုက်သွားမလို့ တေချာမှလည်းလောက်ကြပါဟဲ့တော့ကြပြဿနာထပ်ရှုပ်ကုန်မယ် ဒီထက်လည်းကိုမရှုပ်တော့ပါဘူးအခုဦးရစာလည်းတွေ့မှမတွေ့ဘူးဗျအဲဦးမိုးလေးဆိုင်ရောက်နေပြန်တယ်ကျောင်းတွားလိုက်မယ် အေးဟဲ့အကြောင်းတူရင်အန်တီကိုလာပြောကြအောင် ဟုတ်ကဲ့ တွားလိုက်မယ် ဟောင်းလေခဏနေဖို့ခွာ မတွေ့ဘူးဗျနောက်ဆုံးတွေ့တာတော့သူ့အဖေတွေ့နေနေရပဲဘာဖြစ်လို့လဲဗျ အေးဘာဖြစ်လဲဆိုမလို့ကြာခင်သိရလိမ့်မယ်ဘောလုံးကွင်းထဲမှာလူစုပြီးစောင့်နေဟုတ်ပြီလား ဟုတ်ကဲ့
ကိုရစားကိုသားလေးရော မိုးသီးဆိုင်မှာ ရှင်ပြန်မခေါ်ဘူးလား ခေါ်ချင်တာဗောသူ့အခေါ်တော့ပတ်စံမရှိဘူးတနေ့နေ့တော့ရအောင်ပြန်ခေါ်ပေးမယ်လို့ကတိပေးတယ်ငါတို့အသိရှုံးအောင်ကံပေးဖို့မေဟိုဘရုပ်ကကောင်းနေတဲ့သဘောတူခဲ့တယ်ဆို ဟာမဟုတ်ပါဘူးဆရာတခြားလူပြောရင်မယုံပါနဲ့ကျွန်တော်အဲ့လိုမျိုးလုပ်เสียလားဆရာကျွန်တော်အဲ့လိုမျိုးမလုပ်ပါဘူးဆရာ မင်းဘလောက်ရတယ်သူတို့ကမင်းကိုဘလောက်ပေးတယ်ဆိုတာကိုလက်ဖေးဆိုင်မိုးဒီငါ့ကိုအကုန်ပြောပြီးသား မဟုတ်ပါဘူးဆရာကျွန်တော်အဲ့လိုမျိုးမလုပ်ပါဘူးဆရာ မင်းကမျက်လုံးကိုသေချာကြည့်ပြီးပြောစမ်းပြောလေကွာ ဟုတ်ပါဘူးကျွန်တော်မှားပါပါဆရာပြည့်ပြည့်ကျွန်တော်ခံပါဆရာရတော့တော့ဟိုကွာမင်းမြိုင်နေမတော့လိုက်ဆိုင်ရအောင်အပြုတ်ရဲရင်ခံရဲရတယ်ကွာမင်းပြစ်ကိုမင်းအားလုံးချက်ပါလိုက်ပြီးတော့ဝေခံလာရညောင်းနေမင်းတို့ဖိုးခွားပြောစရာရှိတော့လေဟဲ့လာလေကွာငါမင်းနဲ့ပေါ့မှာငါအမိုင်းတကူငါလုပ်ခဲ့မိတယ်ပေါ့အဲ့ဒါဟိုဘက်တင်ရကောင်းလို့ပြေးပစောငါယူပြီးတော့တင်ရလာနေငါလဲလုပ်ခဲ့ပြီဟဲ့ကွာ လုံနေရလက်မပါနဲ့ မရိုင်းတာကွာ ဒါလည်းငါပြီစီဦးဘောကတော့အရင်ကြီးလို့အဲ့လိုငါအဲ့ဒီဘက်တင်ရကောင်းလို့ပြေးပစောငါယူပြီးတော့ငါပြောငါလုပ်ခဲ့ရပါတော့ ဟဲ့ဒါမင်းပိုင်တဲ့အထင်မဟုတ်ဘူးကွာမင်းတယောက်လည်းကန့်နေရမဟုတ်ဘူးဒါအားလုံးပိုင်တဲ့အထင်ကွာမင်းဘောနဲ့မင်းတုံနေရမဟုတ်ဘူး ငါတိပါတယ်ကွာကျွန်တော်ကဘာကြီးချစ်စရာလမ်းမရှိတော့တာကွာ မင်းပတ်စံလိုချင်လားမင်းပတ်စံလိုချင်ငါတို့လိုပေပေမမရှာသားလေမင်းတယောက်နဲ့အဖေရှိရမို့ငါတို့တွေအားလုံးအဖေရှိတယ်မင်းကကိုရေးကိုတာကိစ္စနဲ့ငါတို့အသေးတယ်မင်းဘာတော့မှမရောထွင်းနဲ့ရောက် ဒီတော့မှန်ပါတယ်ဒါပဲငါပတ်တော့ပွဲမှာလည်းပဲငါလွဲကန်ခဲ့ပြီးတော့ငါနောက်ပွဲမှာငါရအောင်ကြီးငါအကောင်းဆုံးငါတောင်းချင်ခဲ့ပါတယ်ကွာ လက်မခံဘူးကွာရမင်းငါတို့သတရင်လုံးမင်းစော်ကားလိုက်တာပဲရဟုတ်တယ်ဘိုးကွာမင်းမလုပ်တင်ဘူးကွာ ဟဲ့အောင်အခုကိစ္စဘာလို့အားလုံးမင်းကိုအပြစ်ပေးကြမလို့ရအောင်မင်းအမအောင်မင်းသိရင်မင်းဘာတော်မင်းဆုံးပြန်ရအောင် ဒီကိစ္စအလောသုံးနဲ့ဆုံးဖြတ်ရတဲ့ကိစ္စမဟုတ်တသိန်းလုံးနဲ့ပတ်သက်နေတဲ့ကိစ္စအမင်းတို့ဘာဖြစ်ချင်လဲ ကျွန်တော်ဒီလိုစိတ်တက်ရှိတဲ့ကောင်မျိုးအတင်းမထားနိုင်ဘူးဗျအဲ့တော့သူ့အတင်းနဲ့ထွက်သွားစေချင်တယ်ဗျဟေ့အောင်ငါမင်းမျက်နှာမြင်ကြည့်မင်းကိုကြတဲ့ထွက်သွားရအောင် ခေါင်းအေးထားပြီးစဉ်းစားကြမှာကွာကို့အချင်းချင်းတွေပဲ တို့ကောင်လည်းကွာတသိန်းရဲ့သားတွေကွာပြီးတော့အားလုံးတိုင်ပင်ပြီးတော့မှဆုံးဖြတ်ကြတာဘောမင်းတို့ကလည်းအဲ့လိုမျိုးလော်ကြီးကြီးမလုပ်ကြပါနဲ့ ယောက်ကြော်လေးမင်းလည်းတခုပြောလေကွာငါ့အနေနဲ့ပြောရမယ်ဆိုရင်တော့ကွာဒီကိစ္စမှာကိုခွာလုံးဝမှားတယ်ဒါပေမဲ့ तू ကငါ့ကိုတင်းသားပဲလေငါ့ကိုတင်းပေါ်လေ तू အများကြီးသစ္စာရှိခဲ့တယ်အများကြီးကူညီခဲ့တယ်
အခုဖြစ်သွားတဲ့အချိန်ကြီးကလည်းသူ့ဖေရဲ့ကျမ်းမာရေးရှင်နေကြောင်းဆိုတော့ငါတို့နားလည်ပြရအောင်ပေါ့အဲ့တော့လောက်ကိစ္စငါတို့အားလုံးပြန်စဉ်းစားတဲ့လို့ငါထင်တယ် ဘာမှစဉ်းစားနေကြမလို့ဦးရဒီလိုစိတ်နဲ့ရှိတဲ့ကောင်အတင်းမှရှိကြမလို့အတင်းနာတယ်ကွာမင်းထွက်သွားကွာ တွားလိုက်တော့ဟဲ့ ထုတ်လိုက်တော့ရောက် ကဲပါဒီကိစ္စကခေါင်းအေးနဲ့စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စဖြစ်နေတယ်အဲ့တော့မနေ့ကတရက်မျိုးအေးဆေးစဉ်းစားကြတစ်ဖက်ခါမှမဲခွဲပြီးဆုံးဖြတ်မယ်ဟုတ်ပြီလား ကိုဒီကိုလာသေးလားမလာဘူးကွာဘာဖြစ်လို့ငါတော့ဖြစ်ပါဘူးဗျာကိုကတော့ကျွန်တော်တို့တစ်ချက်ကြောင်းကြအေးပါနော်တော်တယ် မင်းတို့ဆရာမှာလာတဲ့အတိုင်းကိုကွာကိုအသင်းမှာဆက်ရှိနေတဲ့လူကမဲလိမ့်မှာအမှန်ချစ်ပြီးတော့အသင်းမှာဆက်မရှိစေချင်တော့ဆိုတဲ့လူကမဲလိမ့်မှာအမှားရှိထားတဲ့မဲလိမ့်ကြီးပြီးကြပြီလား ပြီးပါပြီဆရာ ဟုတ်တယ်ကဲဖို့ကွာမင်းအသင်းမှာဆက်ပြီးရှိနေသေးမရှိနေသေးဆိုတော့အသင်းသားတွေအလုံးဆုံးဖြတ်ပြီးသွားပြီဒီမဲလေးတွေကိုမင်းရှင်းနေဖောက်ပြီးရီးပြမယ်မင်းကိုင်တာ အိုးတို့ဘာလုပ်နေကြလဲ ဟိုခွာအသင်းမှာဆက်ရှိနေသေးမရှိနေသေးဆိုတော့အသင်းသားတွေအလုံးဆန္ဒမဲပေးနေကြတာ ကတိတောင်းမှမာတဲ့ဦးရဲ့ဘုခောက်တင်းကနေထုတ်ပါနဲ့နော်သူ့ဖေတကယ်နေမကောင်းလို့စိတ်ယုံတက်နေရလို့ပေးစရာဆေးဘောကမရှိတော့ကြမိကြံလိုက်တာနေမှာပါဦးရဲ့ အဲ့ဒါဦးသိတယ်ခွင့်လို့ပေးလို့ရတယ်ဒါပေမဲ့ဥမာဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဒါအားလုံးကအသင်းသားတွေရဲ့ဆန္ဒပဲ မဟုတ်သေးဘူးလေဦးရဲ့ဦးကနေပြပဲဦးသူတို့ပြောရင်ရမှာပါဖုတ်ကောက်တင်းမထုတ်အောင်ဦးကသူတို့ပြောပေးပါနော်ဦးနော် ဒီမှာသမီးဦးကအသင်းရဲ့အုပ်ချုပ်သူနီးပြမှန်တယ်ငါအသင်းငါအုပ်ချုပ်သူငါနီးပြဆိုပြီးဘာလို့ကျွန်တော်တို့မရဘူးတော့လဲလုံးမှာပေါ့လုတ်ပိုင်ခွင့်လည်းမရှိဘူးတကယ်တမ်းအာဏာရှိတာအသင်းသားတွေသူတို့ရဲ့ဆုံးဖြတ်ချက်ကိုပဲဦးကအတီးပြုတ်ပေးလို့ရတာ ကတိမြတ်ရဲ့ခံရစေကိုရဲ့ဖုတ်ကောက်တင်းမထုတ်အောင်ဘာပြီးပြောပေးကြပါနော်နော်ကတိတောင်းမှမာတယ်နော်ဘာပြီးပြောပေးကြပါ သမီးသူတို့တွန်းအားမပေးပါနဲ့တော့ကွာသူတို့ရဲ့ဆန္ဒတွေအားလုံးကဒီမှာရောက်နေပြီနော်အမမတင်ကန်အမမကန်အမ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  ခဏလေးနေပါဦးအခုကဒီမှာမဲလေးကနှစ်လေးပဲကျန်တော့မှားလေးကိုခါလေးကိုအကေဒီရဲ့မဲလေးကနားမှန်တင်းနေနေဆိုရင်ဖုတ်ခေါက်တရားမထုတ်ဖို့ကတိတောင်းဆိုပါတယ်နော်နော်ကတိတောင်းပါမယ်နော်ဟဲ့မစီနေဘာမှပြောတော့ဘူးလားနေဘာဝင်ပြောလေဟာ အဲ့တော့ဖြစ်နိုင်ပါလားမင်းတို့အောင်တော့သူပြောလက်ခံတော့ဘောတူကြအောင် ရပါတယ်ကွာ ရှာပါ အမ ခဏလေးနေပါဒီနောက်ဆုံးမဲလေးကိုကတိဖွင့်လို့ရမလား ရပါတယ်အများရှင်ပါတယ်
အမားဟိုခွာမင်းအသေးကနေထွက်သွားလို့ရပြီကဲထွေနေစားမယ်ဟုတ်ကွာငါတို့မိုးလေးကလည်းစစားရအောင်နော်တမ်းလားအဲ့လောက်ကြီးလည်းအားမငယ်ပါနဲ့ဟာဒီမှာအချိန်လေးအများကြီးကြက်မှသေးတယ်ပြီးတော့နင်တခြားတက်လာဝင်နေကစားလဲရတာပဲလေ တော်ပါဗျာငါပဲအသေးမှငါဆက်ပြီးတော့မကြိုးစားချင်တော့ပါသူကမှလည်းငါ့ကိုလက်ခံကြမှာမဟုတ်ငါဒီနေရာမှာအမေဆက်ဖြစ်နေငါဘာလို့မှလည်းငါမတွေ့ချင်တော့ငါတော့တော့ပဲကောင်းဝင်อ่ะဟုတ်ကွာနင်မလို့ဒီစိတ်နဲ့ပြုံညံ့နေရလေနင်မဖေဆိုလို့ခေါ်စရာရှိသေးတယ်ငါမှမရှိဘူးငါငငယ်လေးတာမိဘနဲ့အတူတူမနေခဲ့ရငါဒီချိန်လေးရအောင်ငါတယောက်တည်းစူးစမ်းရုန်းကန်ခဲ့နင်ယောက်ျားတယောက်ဖြစ်ပြီဘာလို့ဒီတက်တယ်မရှိရလဲဟမ်နင်စပြန်ပြီးစူးစမ်းပါလားဟာနင်ဘက်မှာငါတရားလုံးရှိတယ်ပြီးတော့နင်ဖေလည်းနင်ဘက်မှာရှိနေမှာပဲလေနင်ဖေကိုစောက်ရှောက်မဲ့တောင်းနေနင်မှာရှိသေးတယ်လေဟာဟုတ်တယ်ငါတိတ်ချရတဲ့အဖေရှိနေသေးတာပဲငါလည်းထူပူနေတာနဲ့ငါမေ့သွားတယ်ငါပြီးစင်ငါသွားလိုက်အောင်မလားခဏနေရောနင်ဒီပုံစံနဲ့သွားလို့မဖြစ်ဘူးနင်ဒီပုံစံနဲ့ဒီစင်ကောင်းဖြစ်နေလေနင်အိမ်ပြန်ပြီးရှင်းလေးပါလေချိုးပြီးမှသွားဒီနော်ခဏနေရောကွာဒါနင်းဖေအတွက်ညဖြစ်စီထားယူပါနော်ငါလေးရေချိုးပြီးနင်းနောက်လိုက်ခင်မယ်ဒီလားနော်မြင်ရင်သွားမယ်နော်တေးဒီဟာလေငါလေးကျေးဇူးတင်တယ်နော်ရှားပါသားနေရလေဟုတ်ပါအဲ့ဒီသွားမယ်နော်ကျွန်တော်ဘယ်လိုပြတာလဲကျွန်တော်တော့အကောင်ကြီးပါကျမတို့လည်းစိတ်မကောင်းပါဘူးရှင်။ငါကျမတို့မသိဘူးခိုးတော့တော့ရက်တည်တော့သူ့ရောကရက်နဲ့လုံးဝမတည်ဘူး
这条命你也得当我的爸爸。 ဖေပါပဲပြီးရဒီထက်ပြီးတော့တော့လဲငါနားမလဲနဲ့တော့ဘာစလဲကိုစတာတာလဲငါသိချင်တဲ့ငါဖေးဆုံး ငါတင်ရတယ်ငါ့ကိုထုတ်လိုက်ခုငါဒီမှာနေလို့ငါတော့တာထုံး爸，我这种掉的差个有，我们这边你都干嘛去了？我说你干嘛来着？爸爸，我这种差个有，爸爸。 爸知道ပြောတော့ကျွန်တော်တူတူနေနေတယ်ဆိုကျွန်တော်တက်တော့တူနေတော့လား爸ရဲ့爸不过，爸，你有呀？这个陪伴就打给爸爸。这个不是你要买的。 လောကဒန်ဆိုတာဒီလိုပါပဲကွာလောကကြီးမှာမင်းတယောက်တည်းမဟုတ်ပါဘူးတို့တွေအားလုံးရှိပါသေးတယ်ကွာဟုတ်ဖို့ကွာ အထင်ထားတာပါကွာ ဘာလို့ရှိပါသေးတယ်ကွာမင်းနားမှာ ဟုတ်ကမုံမောပါနဲ့ကွာ ဟုတ်ပါတယ်ဖို့ကွာမင်းနားမှာမင်းတငယ်ချင်းတွေရောဆရာအကုန်ရှိပါတယ်ကွာနော်အမငယ်ပါနဲ့ အထင်ထားတာ ဟုတ်ကွာအတင်းထားတယ်မှာကွာ ပြန်ချအောင်ကွာနော် ဟ
သူကရောလောက်လိုက်ပါနော်ကဲလောက်ရောက်ဒီမုတ်ဘုံနဲ့မုတ်လေးကိုကောင်ကဒီမုတ်ဘုံမလုပ်ဖြစ်နေနော် ဘာဖြစ်လို့လဲတား တာဒီမိသားစုဘုံလေးစိုက်တယ်ဒါဦးဒါအန်ဒီဒါတတဒါမမကြီး ကိုရစားဘာလို့လုံနေလဲ ကျွန်တော်ဘဝမှာပိုင်ဆိုင်မှုရလို့ဘာမှမများစားမရှိခဲ့ဘူးဗျာကျွန်တော်ဘဝကြီးတစ်ခုလုံးဒီဘောလုံးအားကစားထဲမှာနှစ်ထားခဲ့တာကျွန်တော်ပိုင်ဆိုင်တော့ဒီစုစိတ်တွေပဲရှိတယ်ဒါတွေအားလုံးရောင်းပြီးကျွန်တော်ဖိုးသားလေးကိုရွေးတော့မယ် အဲ့ဒါဆိုရင်ကိုရစားရဲ့စုစိတ်တွေရောင်းစရာမလိုတော့ပါဘူး ဘာဖြစ်လို့လဲ ဖိုးသားလေးကိုကျွန်မခေါ်လာခဲ့ပြီဖိုးသားတော်လေကိုရစားဒီနေ့ကစပြီလေဖိုးသားလေးကိုဘယ်သူမှနှိပ်စက်လို့မရတော့ဖိုးသားလေးကကျွန်မတို့သားလေးဖြစ်သွားပြီ ဝိဆုံးကဤချမ်းများဖြက်ခါကြိုးစားပြီးသက်ဆက်ခဲ့ရတဲ့ရည်ရွယ်ရာညလင်းချက်စီကိုပဲThe changing my I'm where do you me changing the ain't back in the day me chao target The nature of young me show tare shui young chela do do na ban yeah say the do thing got time a da senior pet your